္ဂလာပါ Long Life Living Channel လေးကပြန်လဲကြိုးဆိုပါရနော်တကယ်ဆိုရင်တော့ဒီမှာပြင်မာမိုးရွာနေတာဖြစ်တယ်ဒီမှာက short trip လေးလာနေတာဖြစ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတဲ့အခါမှာအပြင်မှာမိုးရွာနေတယ်ပေါ့နော်ဝိညာဉ်တော်ကပေါ်ပြတဲ့အခါမှာဗီဒီယိုလေးလုပ်ချင်တဲ့စိတ်နှလုံးသားလေးဖြစ်ပေါ်လာတယ်တစ်ခါတည်းမှာကျမတို့ဘဝမှာပေါ့နော်မုန်တိုင်းတွေတော့မလာပါဘူးဒါပေမဲ့ဘဝမှာမကြုံတွေ့ချင်တဲ့ပေါ့နော်ဆူဆွတ်တဲ့အချိန်တွေရှိတယ်မိုးရွာတယ်ဆိုရင်လူတွေကတော့အပြင်မထွက်ချင်ကြဘူးဖြစ်တယ်မိုးရွာတဲ့အခါမှာဆိုတော့အေးစစ်စစ်လေးအိမ်ထဲမှာကော်ဖီလေးတောက်ပြီးတော့မှပေါ့နော်အားရပါရပေါ့နော်အနားယူချင်တာဖြစ်တယ်တခါကြမှာပေါ့နော်မိုးရွာထဲမှာလည်းကျမတို့ထွက်ရတဲ့အချိန်ရှိတယ်ဒါပေမဲ့အရေးကြီးတာကမမေ့ပါနဲ့ပေါ့နော်ထီလေးတွေလိုအပ်ပါတယ်ပြီးတဲ့အခါကျမတို့ရဲ့ခေါင်းဆောင်လေးတွေလိုအပ်ပါတယ်အဲ့ဒါကဘာလဲဆိုရင်တော့ခရစ်တော်ဒီဟုသောဦးခေါင်းခရစ်တော်ဒီဟုသောဦးခေါင်းကိုကျမတို့ကနေပြီးမှပေါ့နော်ဒီမှာခေါင်းဆောင်ထားလိုက်ပြီဆိုတဲ့အခါမှာကျမတို့ဘဝကလုံခြုံမှုအပြည့်ရှိပါတယ်နော်မိုးရွာထဲမှာလည်းကျမတို့ပေါ့နော်အကောင်းဆုံးလေးရှောင်းနှမ်းလို့ရတယ်ကျမတို့ခေါင်းလေးလုံနေပြီဆိုရင်တော့ကျမတို့ကြမ်းမာဖို့အတွက်ကနေကောင်းမှာပါတခါတည်းမှာပေါ့နော်ခေါင်းနေဆိုတဲ့အခါမှာလူကအော်မိုးရွာတွေမထွက်နဲ့နေမကောင်းဘူးဆိုတဲ့အခါမှာကျမတို့အတိကခေါင်းကိုမသိနေလို့ဖြစ်တဲ့ခေါင်းကကျမတို့ရဲ့ခေါင်းပါကျမတို့ရဲ့ခေါင်းကိုလုံခြုံစွာပေါ့နော်ကောင်းကောင်းလေးဖုံးအုပ်ထားပြီဆိုရင်တော့ကျမတို့မိုးရွာထဲမှာလည်းပေါ့နော်လေဟုန်စီးလို့ရပြီဖြစ်တယ်မိုးရွာထဲမှာလည်းကျမတို့လေဟုန်စီးရမယ်ဘာကြောင့်လဲဆိုတဲ့အခါမှာဒီကနေ့ဘဝအသက်တာထဲမှာမိုးရွာတယ်ဆိုပြီးမှကျမတို့အိမ်ထဲမှာလည်းတစ်ချိန်လုံးနေလို့မရဘူးဖြစ်တယ်နော်ဘာကြောင့်လဲဆိုရင်နေပူပူမိုးရွာဘဝမှာအခက်အခဲတွေဘလောက်ပဲကြုံတွေ့ရင်လည်းပဲကျမတို့ဒီလောကကြီးမှာဖြစ်တဲ့လောကဓာတ်ကြီးကိုကျမတို့ရင်ဆိုင်ရမှာဖြစ်တယ်။အဲကြောင့်မလို့ပေါ့နော်ဒီမှာပေါ့နော် Long Life Living Channel မှာရှိနေတဲ့မိသားစုတွေလည်းအားပေးခြင်းနဲ့တစ်ခါတည်းမှာပေါ့နော်ဘဝမှာမုံတိုင်းကဲသို့သောအရာတွေမဟုတ်ပါဘူး။မုံတိုင်းကဲသို့သောအရာတွေမဟုတ်ဘူးအခုကဲသို့ပေါ့နော်မိုးလေးရွာနေတယ်မိုးကလေးတွေဖွဲနေတယ်ဆိုတော့အချိန်မှရင်ပြင်လည်းပဲပေါ့နော်ကျမတို့တွေမိုးရီထဲမှာလည်းပဲရှောက်ဖို့လည်းလိုအပ်တယ်ရှောက်ကြည့်တဲ့အခါမှာမိုးရွာခြင်းရဲ့အရာတာမိုးရီလေးတွေမှာကျမရဲ့ပုံမှာပေါ့နော်အခုဆိုရင်ဖြန်းပတ်နေတယ်ကျမအရင်နှစ်သက်တာဖြစ်တယ်မိုးရီရဲ့အတိတ်ပဲကပူလောင်ခြင်းမဟုတ်ပါဘူးနော်ဒီမိုးရီက acid မဟုတ်ပါဘူးဒီမိုးရီကကျမတို့အတွက်ကိုအေးမြခြင်းကိုပြင်ဆင်ပေးတာဖြစ်တယ်ဒီရေဟာကျမတို့အတွက်ကိုအသက်ကိုပြင်ဆင်ပေးတာဖြစ်တယ်အပင်လေးတွေအတွက်အရန်ကောင်းမွန်တဲ့အရာဖြစ်တယ်အဲကြောင့်မလို့ကျမတို့ပေါ့နော်မိုးရွာထဲမှာလည်းပဲရှောက်ဖို့လည်းပဲဘဝတက်တာမှာမကြောက်ကြရအောင်တစ်ချိန်လုံးမိုးတွေရွာတယ်ဆိုပြီးကျမတို့အိမ်ထဲမှာနေရင်တနေ့တာအတွက်လောက်ရမယ့်လုပ်ငန်းဆောင်တာတွေကပြီးဆုံးမှာမဟုတ်ပါဘူးเนาะဒါကြောင့်မို့လို့ဒီမှာရှိတဲ့ Long Life Living Channel မှာရှိတဲ့မိသားစုအားလုံးလည်းအားပေးခြင်းနဲ့မိုးရွာတဲ့ချိန်မှာလည်းပဲကျမတို့ဘောနော်ဘဝတက်တာမှာရုန်းကန်မဲ့မိုးရွာတယ်ဆိုတော့အချိန်ကာလအတွင်းမှာမိုးရွာခြင်းကဲ့သို့ပဲဆွတ်တယ်အပြင်မှာမထွက်ချင်ဘူးဘာမှမလုပ်ချင်ဘူးလို့ဖြစ်ရင်တော့မှဖြစ်ကျမတို့အရေးကြီးဆုံးဖြစ်တဲ့ခရစ်တော်ဒီဟုသောကျမတို့ဦးခေါင်းကိုခေါင်းမှာဆောင်းပြီးတော့မှဖခင်ကိုနံပါတ်1ထားပြီးတော့မှမိုးရွာထဲမှာပဲလမ်းလျှောက်မယ်ဆိုရင်တော့ဖခင်ကပေးတဲ့တဘာဝရဲ့အလှတရားအကုန်လုံးမှာပေါ့နော်ကျမတို့အပြည့်အဝခံစားမှာဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုအားပေးခြင်းဖြစ်ပါတယ်နော်အရောက်စီတန်းတက်ရှိကြမှာလှပတဲ့ဘဝလေးပိုင်ဆိုင်နိုင်ကြပါစေနော်